ရှလောင်းညီသက်ချင်းရှိပါစေမိသားစုများမင်္ဂလာပါလို့တဖန်ပြန်လည်ပြီးမှနှုတ်ခွန်းဆက်ပါတယ်နော်ဒီကနေ့ကျမတို့ကျမရဲ့နဲ့ညီတဲ့အစားတောက်လေးတွေပေါ့နော်နေ့ရက်စဉ်တိုင်းမှာဘယ်လိုစားတောက်ရမလဲဆိုတာကိုနှုတ်ဘတော်နဲ့ညီလေးလာနေတဲ့အခါမှာဆိုရင်ကျမတို့ပေါ့နော်ဒီကနေ့ဆိုရင်တော့ကျမတန်ရင်လာပေါ့နော်ကိုဖတ်ရှိတဲ့အခါမှာကျမအင်မတန်မှပေါ့နော်ခွန်အားရှိတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဒန်ယေလခန်းကြီး1ကိုပေါ့နော်ကျမတို့ပေါ့နော်တွားရောက်ပြီးမှလေ့လာကြည့်တဲ့အခါမှာဆိုရင်တော့ဒန်ယေလတို့ကပေါ့နော်လူငယ်လေးတွေဖြစ်တယ်။နေဘုခနေစာမင်းကြီးပေါ့နော်ဘာဘူးလုံရှင်ပြန်နေဘုခနေစာမင်းကြီးကနေပြီးတော့မှယူဒရှင်ပြန်ပေါ့နော်ရောရက်ဂိန်ပေါ့နော်သူမှတွားတိုက်တဲ့အခါမှာဒီနေဘုခနေစာမင်းကြီးကပေါ့နော်အနိုင်ရတဲ့အခါမှာသူတို့ကဒီဒန်ယေလတို့ပေါ့နော်တငယ်ချင်း၄ယောက်ကိုလည်းပဲသူတို့ရဲ့တိုင်းပြည်ကိုခေါ်ဆောင်လာတာဖြစ်တယ်။အဲ့ဒီအချိန်မှာတော့ဒန်ယေလတို့ပေါ့နော်တငယ်ချင်းလေးတွေကနံပါတ်1ပေါ့နော်သူတို့နိုင်ငံပြောင်းခြင်းခံရတယ်နံပါတ်2ပေါ့နော်သူတို့ရဲ့မိမဆိုအုပ်ကသူတို့ကိုနာမည်တွေပြောင်းပေးလိုက်ခြင်းခံရတယ်ပြီးတဲ့အခါမှာသူတို့ကဘာသာစကားအသစ်ကလေးတွေပေါ့နော်ပြန်လည်ပြီးမှသင်ယူရတယ်ခါလည်းတဲ့ဘာသာစကားကိုလည်းသင်ရတာဖြစ်တယ်ဒါအပြင်မှာသူတို့ကဘာလုပ်ရလဲဆိုရင်ရှင်ဘင်းရဲ့အမိန့်ကဘာဖြစ်လဲဆိုတဲ့အခါမှာရှင်ဘင်းရဲ့ပွဲတော်ကြပေါ့နော်အစားအသောက်တွေပြီးတဲ့အခါမှာပေါ့နော်အဖျော်ရည်မကပေါ့နော်စပြေးရည်တွေဒါတွေကိုပေါ့နော်သူတို့စားသုံးဖို့ရအတွက်သူတို့အတွက်ကိုပေါ့နော်တိတိကျကျကောင်းကောင်းလေးကျွေးမွေးပါပေါ့နော်ဆိုပြီးမှ3နှစ်သူတို့ကိုပေါ့နော်စားခိုင်းမယ်ပြီးတဲ့အခါမှာသူတို့တွေကောင်းကောင်းလေးအခွင့်အရေးရလာပြီဆိုတဲ့အခါမှာသူတို့စစ်မှုထမ်းဖို့အတွက်အစဉ်သင်းဖြစ်ပြီပေါ့နော်ဒါရှင်ပြန်ရဲ့အမိန့်ဖြစ်တယ်ဒါပေမဲ့ဒန်ယေလခန်းကြီး8ထဲမှာပေါ့နော်တွားပြီးတော့ဖတ်တဲ့အခါမှာဆိုရင်တော့ဒန်ယေလလေးကအဲ့ဒါတွေကိုသူမတောက်ဖို့အတွက်သူဆုံးဖြတ်တာဖြစ်တယ်ဘာကြောင့်လဲဆိုတဲ့အခါမှာဒန်ယေလာလေးကသူ့ရဲ့ပေါ့နော်မေမဆိုအုပ်ကိုပြောတယ်ကျွန်တော်တို့ဒါမတောက်ဘူးသူ့ကိုဒါတွေမတိုက်ဘူးပေါ့နော်ဒါမတောက်ဘူးပြောတဲ့အခါမှာမေမဆိုအုပ်ကမဟုတ်ဘူးမရဘူးပေါ့နော်ဒါကကြတော့စားတော့ကေကိုရှင်ပြင်းကြီးကနင်တို့စားဖို့အတွက်ကိုမှားထားပြီးဖြစ်တယ်ဒါကြောင့်မလို့သူလည်းပေါ့နော်မပြောရဲဘူးပေါ့အဲ့အတိတ်ပဲလေးနဲ့ပေါ့နော်သူပြောထားတာဖြစ်တယ်အဲ့အချိန်မှာတော့ဒန်ယေလာလေးကမကြောက်ဘူးသူကစားတော့ကဲစီမှာပြောပြီးတော့မှကျွန်တော်တို့တွေအတွက်ပေါ့နော်ဟင်းသီးဟင်းရွက်နဲ့ရေကိုပဲပေးပါလို့ပြောတဲ့အခါမှာစားတော့ကဲကလည်းပြန်ပြောတယ်ဒီအစားတောက်တွေကပေါ့နော်ရှင်ပြန်ရဲ့အမိန်ဖြစ်တယ်ဒီလိုမျိုးပေါ့နော်ဒါနင်တို့စားဖို့စားရမှာဖြစ်တယ်ပြောတဲ့အခါမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကိုပေါ့နော်10ရက်ပဲစမ်းသက်ကြည့်ပါပေါ့10ရက်ပဲစမ်းသက်ကြည့်တဲ့အခါမှာဒီရှင်ပြန်ရဲ့ကြားတဲ့အစားတောက်တွေကိုစားတဲ့သူနဲ့ကျွန်တော်တို့နဲ့ပေါ့နော်နှိုင်းရှင်ကြီးလို့ပြောတဲ့အခါမှာဟုတ်ပြီအဲ့ဒါကြောင့်စားတော့ကဲကလည်းလက်ခံပြီးတော့မှပေါ့နော်10ရက်နှိုင်းရှင်ကြီးပြီးတဲ့အခါမှာသူတို့အစားတောက်ကိုပေါ့နော်ရေနဲ့တတိဝလန်ဟင်းသင်းဟင်းရွက်တွေပဲသူပေးတာဖြစ်တဲ့အခါမှာတကယ်ပဲ10ရက်မြောက်တဲ့နေ့ကျတဲ့အခါမှာသူတို့ရဲ့မျက်နှာလေးတွေကခြားနားနေတာတွေ့ရတယ်တဲ့ပေါ့နော်နှုတ်ပတ်တော်ထဲမှာရှင်ပြည့်ပွဲတော်ကြာကိုစားတဲ့သူတွေရဲ့မျက်နှာနဲ့သူတို့ရဲ့ဒီဘက်ကပေါ့နော်စားတဲ့သူတွေရဲ့ကျမ်းမာခြင်းနဲ့ကြန့်ခိုင်ခြင်းနဲ့ပေါ့နော်ဒီလိုမျိုးရုပ်ဆင်းအင်ကားပေါ့နော်လှပမှုကမတူနေဘူးဖြစ်တယ်ဒီနေရာမှာပေါ့နော်ကျမတို့ခွန်အားရှိတာဘာဖြစ်လဲဆိုတဲ့အခါမှာပေါ့နော်ဒန်ယေလရဲ့အသက်တာမှာပေါ့နော်လူငယ်လေးတွေဖြစ်ပါတယ်သူတို့ရဲ့မျက်စိရှေ့မှာပေါ့နော်ဆွဲလန်းစရာတွေတက်မှတ်စရာတွေဒါတွေကိုဒါပေမဲ့သူတို့ကလေနှုတ်ကပတ်တော်ကိုအဆက်ကလေးကသူတို့ပိုင်းခြားစွာတိထားတဲ့အခါမှာဘုရားသခင်ကဖန်ဆင်းထားတဲ့အထဲမှာကဘာဦးချမ်းခန်းကြီး1ငယ်29ထဲမှာပေါ့နော်ဖန်ဆင်းထားတဲ့ပေါ့နော်တတိဝလန်ဟင်းသင်းဟင်းရွက်တွေကိုပဲသူကစားဖို့ရအတွက်ရွေးချယ်တာဖြစ်တယ်စပြည့်ရည်တွေပေါ့နော်ဒီလောက်ပေါ်များနေတဲ့ရှင်ပင်ရဲ့ပွဲစားဆိုတာအစုံပဲရှိမှာပါမစားဘူးသူညင်းပယ်ပြီးမှပေါ့နော်ရေကိုပဲပေးပါလို့ပြောတဲ့အခါမှာသူတို့ရဲ့တကယ်ကိုပဲပေါ့နော်ဖယားရဲ့နှုတ်ကပတ်တော်နဲ့အညီလိုက်လျှောက်ပြီးမှလူငယ်လေးတွေကပုံသက်တွေကိုဖြစ်နေတာဖြစ်တယ်ပြီးရင်သူတို့ရဲ့ဘဝမှာလည်းတကယ်ကိုပဲမတူညီတဲ့ပေါ့နော်ဘုရားသခင်ကပေးတယ်ကောင်းကြီးမင်္ဂလာရှိပါတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါမှာပေါ့နော်ဒန်ယေလအခန်းကြီးပေါ့နော်အငယ်16ထဲမှာဆိုရင်ဘုရားသခင်ကတဲ့အဲ့ထိုလူလင်၄ယောက်ကိုပေါ့နော်အထူးထူးသောသိပ္ပံအတက်ပညာတို့ကိုသိစေခြင်းကထိုးထွင်း၍နားလည်နိုင်သောဉာဏ်တတ္တိကိုပေးသနာတော်မူ၏ဒန်ယေလသည်လည်းပြတဲ့ယူပါယုံနဲ့အိမ်မက်ကိုနားလည်နိုင်သောဉာဏ်ပညာနဲ့ပြည့်စုံ၏လို့ပြောထားတယ်သူတို့ကဟင်းသီးဟင်းရွက်နဲ့ဒီရေကိုပဲတောက်လို့ဒီဉာဏ်ပညာကိုရတာမဟုတ်ပါဘူးညီကိုမောင်နှမတွေဒါပေမဲ့သူတို့ကဖျားစကားကိုသူတို့နားထောင်ခြင်းကြောင့်မှုလို့တာဖျားခင်ကထူးခြားစွာပေါ့နော်အော်တယ်ထူးခြားစွာဒီဉာဏ်ပညာတွေကိုသူတို့ကိုပြင်ဆင်ပေးတာဖြစ်တယ်တကယ်ပဲပေါ့နော်ကျမဒီဒန်ယေလလေးကိုဖတ်တဲ့အခါမှာအင်မတန်မှခွန်အားရှိတာဖြစ်ပါတယ်ပေါ့နော်ဘလောက်ပဲလူငယ်လေးတွေဖြစ်တော်ညာလဲပဲကိုယ့်ရဲ့အရှိမပေါ့နော်ဆွဲလန်းစရာတွေများတော်ညာလဲပဲသူတို့ဒါဘူးပေါ့နော်လုံးဝလက်မခံဘဲနဲ့
ဖယားသခင်ကဖန်ဆင်းထားတဲ့ကောင်းတဲ့အရာကိုပဲရွေးချယ်ပြီးတော့မှတပားသူတွေရဲ့အရှိမလဲပုံသက်တည်ဖြစ်ုံများမကဖယားသခင်ကလည်းထိုအရာအတွက်ကိုပေါ့နော်သူတို့ကိုဖယားကိုသူတို့ယုံကြည်တယ်သူတို့ဆွဲလန်းတဲ့အရာကဖယားသခင်ပဲဖြစ်တယ်နောက်ထပ်ဒံယေလကိုတောက်လျှောက်ဖတ်တဲ့အခါမှာပေါ့နော်ဒီနေဘုခဒ်နေဇာရဲ့ရုပ်ထုကြီးကိုပဲသူတို့ကိုးကွယ်ရမယ်လို့ပြောတဲ့အခါမှာပေါ့နော်မကိုးကွယ်ဘူးတစ်နေ့၃ချိန်ဆူတောင်းတယ်နော်မီးတွင်ထဲမှာကြာခံရတယ်ချင်းသေးတွင်မှာအချခံရရင်လည်းပဲကြမ်းကြမ်းခံပြီးဖယားကိုပဲသူတို့ကိုးကွယ်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဒီဒံယေလကိုကြည်ချင်းအဖြစ်ကျမတို့ပေါ့နော်အင်မတန်မှခွန်အားရှိတာဖြစ်တယ်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေပေါ့နော်မိသားစုတွေအားလုံးဟာလည်းပဲပြန်လည်ပြီးမှဒံယေလလေးကိုပေါ့နော်ဖတ်ရှုပြီးမှပြန်လည်ခွန်အားယူဖို့ဖြစ်တယ်ထို့တိုင်းကျမတို့အသက်ရှင်ရှောက်လန်းပြီးတော့မှဖယားဘုံအတွက်အသက်ရှင်တဲ့မိသားစုတွေဖြစ်ကြရအောင်နော်ရောက်စီတိုင်းဖျားခင်တာ၍နှစ်ဆတော်ပိတ်သိတကူနဲ့အသုံးပြုပြီးတော့မှရှေ့တော်တက်နဲ့ကျမတန်ဆန်းစွာဖြင့်ပြောင်းရဲတဲ့မိသားစုတွေဖြစ်ကြပါစေနော်